matte black ဖြစ်ပါတယ်ဒါပေမဲ့ဒီဟာကနည်းနည်းလေးများအပြာရောင်ဖက်နည်းနည်းတန်းလာလို့ okay လက်ထဲမှာတော့ရောက်ပြီခုနပြောသလိုပဲနည်းနည်းလေးအပြာရောင်တော့နည်းနည်းလေးဖြစ်တယ်ပေါ့နော်ဒီဟာ Apple Max ဒီမှာတော့ generation 2လို့လည်းမရေးဘူး wow unboxing လုပ်ရတယ်ဒီဟာဆွဲရတဲ့အရာတော်တော်ကောင်းတာပဲဒီခဏနေမှကြည့်မယ်ဘူးထဲမှာပါလဲရင်ကြည့်မယ်ဘူးထဲမှာကသူတို့ပြောတာတော့ဒီ sticker မပါဘူးလို့တော့ပြောတယ် sticker မထဲတော့ဘောနော်သူရဲ့ Apple sticker လေးဆိုဒီမှာဟိုရှိတယ်သူရဲ့ဘယ်လိုသုံးရလဲဘာညာပေါ့နော်ဒီမျိုးရရှိမယ်ဒီဟာလေးတော့တော်များဖတ်ကြအောင်ထင်ပါတယ်ကျွန်တော်လည်းဖတ်ဖို့ဒီရဲ့ USB-C ရှိတယ်ဒီဟာဘယ်လိုခေါ်မလဲနိုင်လို့တော့ခေါ်မလားမသိဘူးသူရဲ့ဟို texture ရန်ကိုင်းတော့ကောင်းတယ် okay ဒီဟာကဘယ်လိုဖောက်ရမလဲဆိုတော့ကျွန်တော်တွေ့ရပေါ့နော်သူမြန် unboxing လုပ်တဲ့ဒီဟာထုတ်ရမယ်ထုတ်ပြီးလို့ရှိရင်ဒီလိုတော့မှာလား how do I you know what it's okayဒီရဲ့ case တော့ wow သူ A cup ရှိတယ် protection ရှိရပါတော့ဆိုတော့ဒီဖြုတ်လို့ရတယ်ဖြုတ်တက်လို့ရတယ်ပေါ့နော်ဒီဖက် okay ဒီဖက်လည်းရတယ် so left and right ရှိမယ်လက်ပေါ်ရတော့နည်းနည်းထင်တယ်ကွဟိုကျွန်တော်သိတာသူရဲ့ကြော်ကြားဖို့တာပေါ့နော်သူရဲ့ generation 1ထုတ်တော့ဒီဟာနည်းနည်းလေးပိုကျက်တယ်အဲ့လိုမျိုးကြီးဖြစ်ဖို့ဒါပေမဲ့ဒီဟာနည်းနည်းလေး loose ဖြစ်တယ်လို့ခံစားရတယ်ဒါပေမဲ့ကောင်းတော့ကောင်းတယ်ပြင်ဒီဟာလည်းကောင်းတယ်ပေါ့နော်ဟိုထင်တော့ထင်တာဒီလိုတော့မဟုတ်ဘယ်လိုလာမလဲတော့မသိဘူးဒီ case ကအထက်အသားတော့ကောင်းတယ်ဒါပေမဲ့သူရဲ့ပြောမလဲ protection တော့မရှိဘူးပါဟိုထည့်လိုက်လို့ရှိရင်ဒီလိုတစ်ခုအပေါ်မှာဖိတာတို့ဘာလို့ဆိုရင် protection တော့မရှိဘူးပေါ့နော် so ကျွန်တော်ထည့်တာနည်းနည်းမှားသွားခဏနေ so ဒီမှာUSB-C ထည့်ဖို့အပေါက် line up ပေါ့နော် so case တော့တော်မကြိုက်ဘူးကျွန်တော်လည်းမကြိုက်ဘူးတော်များများလည်းမကြိုက်ကြအောင် so ကျွန်တော်ပါဝင်ပေါ့နော်ကျွန်တော်လည်းမကြိုက်ဘူး okay ဒီဟာတစ်ချက်ကျွန်တော် connect လုပ်ကြည့်အောင်ဖုန်းထဲမှာကိုယ်ကောင်မလေးပုံထားပါပြဿနာသိမရှိဘူးပြဿနာနေတယ်ဒီတချင်းပေါ့နော်ဒီတချင်းကကျွန်တော်အများအားတစ်ခုဆိုအတန်ဆိုဒီဟာနဲ့စမ်းတာပေါ့ဆိုဒီတချင်းနဲ့ပဲကျွန်တော်စမ်းကြည့်မယ် wow တော်ကောင်းတယ်ဒီတော်ကောင်းတယ်လို့တော့ပြောလို့ရတယ်သူရဲ့ low ends တွေ high ends mid range တွေရန်ဟိုရန်ရှင်းလေးကြားရတယ်ဒါပေမဲ့တခုတော့ရှိတယ်သူရဲ့ volume က70% အနေအထက်နည်းနည်း70 to 80% လောက်သွားမှသူရဲ့ full range ကိုရတယ်ပေါ့နော်ဆိုတော့နည်းနည်းလေးပိုကောင်းတာနားထောင်ချင်လို့ရှိရင်ပေါ့သူရဲ့အတန်တကယ် full quality ကိုနားထောင်လို့ရှိရင်နားထောင်ချင်လို့ရှိရင်အဖက်အဲ့လောက်ထိသွားမယ်ပြီးလို့ရှိရင်သူရဲ့ distortion မရှိဘူးပေါ့နော်အတန်ကျေပြမဲ့ distortion မပါဘူးဆိုတော့ clarity ရန်ကောင်းတယ်ဒါပေမဲ့ဒီဟာက second generation ပေါ့နော်အများကြီးတော့
first generation နဲ့အတူတူပဲ update တော့မရှိဘူးခုနပြောတဲ့new color ရှိမယ်ပြီးလို့ရှင်ဒီဟာ USB type C ဖြစ်သွားတယ်ပေါ့နော် lightning ကနေ Apple ကျွန်တော်ဝယ်တယ်ဆိုတော့လည်း Apple ecosystem ထဲဝင်လိုက်တယ်ဆိုတော့ဝယ်လိုက်တာပြီးလို့ရှိရင်ဒီသူ့ရဲ့ဟိုအရန်ဘယ်လိုပြောမလဲလူတိုင်းကလည်း recommend ပေးကြရပါတော့ first generation တော့အရန်ကောင်းတယ်ဆိုတော့ကျွန်တော်တကယ်ချင်းလဲဝယ်တယ်ဆိုတော့သူ့စီကလည်းကျွန်တော်နားထောင်လိုက်ပေါ့နော်ဆိုတော့တော်တော်လေးတည်းကြိုက်တယ်ဒါပေမဲ့ခုနပြောသလို first generation ကကျွန်တော်တွေ့ရကြတော့ဟိုသူတို့စမ်းတက်တယ်ပေါ့နော်အဲ့လိုမျိုးခန်းစားချက်ကျွန်တော်ရှိတဲ့အချိန်ကျအများတန်းပစ္စည်းဝယ်လို့ရှိရင် second generation အများတန်းဝယ်လေးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်အားနေချမ်းပေါ့ဒါပေမဲ့ yeah overall အရန်ကောင်းတယ်ကြိုက်တယ် recommend ပေးလားဆိုတော့recommend တော့ရမပေးဘူးဟိုမရှိသေးဘူးဆိုရင်လည်းမဝယ်ဖို့တော့အကြံဉာဏ်အဲ့လိုကြည့် recommend မပေးဘူးပေါ့နော် so နောက်ထပ်အသစ်ထွက်ဖို့ကဘယ်လောက်ကြာမလဲမသိဘူးဒီဟာတော့၄နှစ်လောက်ကြာတယ်ဆိုတော့maybe if you can just wait for the next one I'm not sure when it's gonna come out but yeah well that's all my review thank you so much ကျေးဇူးများတင်တယ်ကြည့်ရှုပေးတဲ့လူတွေကျေးဇူးများတင်တယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်